ချမ်းသာတဲ့နေ့မင်္ဂလာရှိသောနေ့ချက်တည်းရှိသောနေ့ကောင်းချီးအဖျားဖျားပြည့်စုံပါသောနေ့တိုင်အောင်တို့အိတ်ခံမဲ့နေ့နှလုံးသားမှာပီတိများနေ့မင်္ဂလာရှိသောနေ့မျက်နှာဖုံးရွှေမိကိုခင်ကြတဲ့တော့အမောင်ကြီးတွေကမရွှေမိကိုခင်ကြတဲ့တော့အိုးရှေ့ရွာမျက်နှာဖုံးရွှေမိကိုခင်ကြတဲ့တော့အကိုကြီးတွေကမရွှေမိကိုခင်ကြတဲ့တော့ရွှေမိတို့ပါတနော်ကျမလေးမင်္ဂလာဆောင်လဲရွှေမိတို့ပါတနော်ကျမပေါ့သူတို့သမီးအပြိုပေါ်အနာမှာပြိုရှိတနော်အကွန်းနောင်ကိုင်းလဲမရွှေမိနော်ပန်းနောင်ကိုင်းလဲမရွှေမိနော်အိုးကွန်းနောင်ကိုင်းလဲမရွှေမိနော်ပန်းနောင်ကိုင်းလဲမရွှေမိတော့ရှင်ပြူတဲ့အခါမှာအလိုလိုစိတ်ထဲပြောအပြိုဘဝကိုလေးအားကြည့်မလို့နော်လာမစားနဲ့တော်ရစ်ရိုးတာရွှေမိကိုချစ်ကတနာပါနော်ရွှေမိရဲ့ဟေးရွှေမိရဲ့တော့
ရွှေမိကိုခင်ကြတဲ့တော့မောင်ကြီးတွေကမရွှေမိကိုခင်ကြတဲ့တော့ရှေ့ရောမျက်နှာဖုံးရွှေမိကိုခင်ကြတဲ့တော့အကူကြီးတွေကလည်းမရွှေမိကိုခင်ကြတဲ့တော့အလူတွေဆိုလဲရွှေမိတို့ပါတနော်ကျမလေးမင်္ဂလာဆောင်လဲရွှေမိတို့ပါတနော်ကျမပဲပေါ့သူတို့သမီးအပြိုပေါ်အနာမှာပြိုရှိတဲ့နော်အကူနောင်ကိုင်းလဲမရွှေမိနော်ပန်းနောင်ကိုင်းလဲမရွှေမိနော်အိုးကိုနောင်ကိုင်းလဲမရွှေမိနော်ပန်းနောင်ကိုင်းလဲမရွှေမိတော့ရှင်ပြတဲ့အခါမှာအလိုလိုစိတ်ထဲပြောအပြိုဘဝကိုလေးအားကြီးမလို့နော်လာမစနဲ့တော်ရယူဟာတာရွှေမိကိုချစ်ကသနာပါနော်ဟေးရွှေမိတယ်နော်တောကမောင်ကြီးတွေရောမြို့ကအကိုကြီးတွေပါရွှေမိကိုချစ်ကြတယ်တော့မာကြီးရဲ့အလူကကြီးတာရှင်ပြုမင်္ဂလာပွဲဆင်နွှဲကြစို့လေထမရေမြည်ကြီးစီပါစေမောင်ကြီးလို့လူတနေ့လုံးတရွာလုံးပြောလို့မဆုံးတဲ့အလူအလူမာကြီးရဲ့အလူကကြီးတာရှင်ပြုမင်္ဂလာပွဲဆင်နွှဲကြစို့လေထမရေမြည်ကြီးစီပါစေမောင်ကြီးလို့လူတနေ့လုံးတရွာလုံးပြောလို့မဆုံးတဲ့အလူတို့လူကြီးစီရလိုက်တာဝမ်းမြောက်လိုက်တာတို့သားမောင်ရှင်လောင်းလေးသိလာလိုက်တာသမီးလေးကနဲ့သမီးလားအရင်လာလိုက်တာမန္တကြီးလည်းခက်တယ်လက္ခဏာဒီမှာနိဗ္ဗာန်သာပစ္စယောဟောတုအရှင်ဖေယတပည့်တော်များသည်ဘုံမြတ်သောသံဃာဝေဘောဓိတို့ကိုဒီမှန်၍သံဃာတော်အားဘုရားပါ၏ဒီကောင်းမှုသည်နေတန်ရောက်သောအထာဝတ္တသာရိတိသက္ကတာဒီမှာနိဗ္ဗာန်သာပစ္စယောဟောတုပါဗျာအလူမာကြီးရဲ့တာရှင်ပြုမင်္ဂလာဝဲဆင်းနေကြစို့လေထမင်းရင်မြကြီးစီပါလေမောင်ကြီးလုံးလုံးတနေ့လုံးတရွာလုံးပြောလို့မဆုံးတဲ့အလူတို့လူကြီးစီရလိုက်တာဝမ်းမြောက်လိုက်တာတို့သားဝိလာတဲ့ရွှေပါလာလာချေလာဝိကွယ်
ဘယ်လက်ထက်ကစပြီးတော့ပေါ်ခဲ့တာလေပြီးစရာရှိတော့စိတ်ကံတတတင်ချီယနဝတင်ချီယဝစကံသူဘုရားရှင်ကိုယ်တော်မြတ်ကြီးကျင့်တော်မူခဲ့တဲ့ပါရမီတော်တွေဒါနပါရမီဒါနဥပပါရမီဒါနပရမတ္ထပါရမီပါရမီတော်တွေဖြစ်ခဲ့တယ်ငါတော့ဆယ်လုံးများနေအာယုသဝိတာခာနခရှင်တရားသုံးခုနဲ့ကဆုံသားကြီးဘုံခုနဲ့မနက်အာယုံတက်ချေလောကရတတောင်းကိုတုံလို့စီအခုဘုရားတို့အားလုံးကိုးကွယ်နေတဲ့ဗုဒ္ဓဘာသာဘုရားပွင့်ခရစ်တော်မှာပေါ်ရင်ခုကြီးပြနေတဲ့ခရစ်တက္ကရာ2024ဒီလိုမျိုးရှိတာလေခရစ်တော်မပေါ်ခင် BC 988နေအာယုသဝိတာခာနခရှင်ပုဝေနိဝါတထေဝစကုစီတာပရိယာအိဝိရာတဝိညုတဆိုင်ယတဝိညုတဆိုင်ယကိလေသာတွေကလားဟောဒီတတ္တဝါတွေလူတွေခွေးတွေတိရစ္ဆာန်တွေကျွဲတွေလွားတွေဟောဒီတတ္တဝါတွေဘယ်ကဖြစ်ပါလဲအဝိဇ္ဇာတဏ္ဍဝတိနာရေမူလာဖယားဖြစ်ရောက်တော့ဒါကိုသိတော့ဟမ်တဏှာယောက်ျားလက်သမားကဒုက္ခနဲ့သူဆောက်နေတာပါဒီအကောင်ကြီးတွေတဏှာယောက်ျားလက်သမားသူဆောက်နေတာပါလားနိုင်ငံတော်ရဲ့အလုံးတင်တယ်၍နိုင်ငံတော်ရဲ့အလုံးတင်တယ်၍သခင်လူသားညီနောင်ဝါတို့အများသမီးပေါင်းစုရင်နဲ့ယခုလိုအလူတော်ပွဲမဟာအများသမီးတဲ့ဝိဝဇောလက်တို့ကမ္ဘာအေးတို့အလူလေဝိုင်းကူညီညာလောက်ကရတာငါမောင်းလို့ဟိုမှာဟေးလိုက်ပါအဲ့တည်းလားတွေဟင်းလေးလိုက်ပြီးပါအောင်ဆိုတော့ဝိဝဇောလက်ကကိုယ်တိုင်သွားပြီးတော့အားလုံးအားရခက်ဒီလိုလုပ်ကြမလို့လေနော်ကိုတော့အခုမိတ်ဆွေတွေဘာလို့ကိုညီညာလောက်ရဟေးတို့ရေလောက်ပါပူပူလေးထဲပြီးတော့ကိုယ်တိုင်သွားပြီးလုပ်ကြမလို့ဘာလို့ကိုညီညာလောက်ကြရလားအများတည်းပေါင်းစုရင်နဲ့ယခုလိုအလူတော်ပွဲမဟာတာယာခမင်းပြောရွှင်ရင်နဲ့ပြည့်စုံပါစေသောကျွန်တော်ဗိတိဆရာလေးတက်ခင်မောင်လေးစုံမှာရှိဥစွာဘဝရရိကမေတ္တာများပို့တာနာနာငါးပါးခင်ဝန်ကြီးစေပါဥထီရပန်းစင်လေးရဒုလမယဟန်ကရှင်ပြုနာတာလူတော်မင်္ဂလာပြည့်ရတော်နာပြကြပါပါဠိတိုင်းဒေသကြီးပြင်းနေမြို့နယ်ကျင်းထောင်ကြီးပါအုပ်စုရေကျစုဆံပြကြီးပါဇယရန်တီကျောင်းတိုင်းဆရာဘုရားကြီးဖြစ်တဲ့ဆရာတော်ဥပ္ပါဒဥထိပ်ရပန်းစင်နေလူကလူမတွေမကွာတရားအားလုံးကျွန်တော်မောင်ကြီးစောဆိုက်ဆရာမောင်ထူးလက်အားလုံးကနေပြီးတော့စေဝါပြည်ချင်းဝီပင်းနှပြကမ္မခန္ဓာကပုံနာယုတ်ပိုင်ပိုင်ကျောင်းတိုင်းငင်္ဂါ9ရက်နဲ့ကြီးရွှေကျောင်းတော်ဝိဟာရတရေသုံးဆံပေတော်မူသောကျေးဇူးရှင်ဆရာဘုရားကြီးအားဥထိပ်ရပန်းစင်လေးရဲ့လူကကြီးမြတ်သောကျေးဇူးရှင်မိခင်ဖခင်များဖြစ်ကြသောဥလာတော်ဒေါ်နန်းကြီးသည်
လူမလေးရဲ့ကျေးဇူးရှင်မြတ်သောမိခင်ဖခင်များဖြစ်ကြသောဥတန်းပေါင်းနဲ့တကွဒေါ်ညူတို့အားရည်စူးပြီးတော့မလေးမြို့နီဥကျော်သူနောက်ဒေါ်တန်းတန်းဆင်းတောင်ကူမြို့မှာခြေကျနေကြသောဥဇော်လင်းနဲ့တကွဒေါ်မြင့်မြင့်မြို့ပြင်းမင်းမြို့နီဥတန်းကျူနဲ့တကွဒေါ်နှင်းမှုတွင်ရေကျန်စုဆံပြကြီးရွာကမှခြေကျနေကြသောကူးမေနဲ့တကွဒေါ်တင်လှနောက်ဦးမောင်ရွှေနဲ့တကွဒေါ်သိန်းထီဦးညူမောင်နောက်ဒေါ်မြလေးအစရှိသောဆွေတော်မျိုးတော်များမူနာရကထားလျက်အမရယဟန်လူတိုင်းကာမကြီးဖြစ်တဲ့မိတ်တော်ခင်ပြုံးနောက်ဘာသာကဒါရီကာမများဖြစ်ကြသောဥဇော်စောလက်ဒေါ်မမအေးမိသားစုနဲ့တကွာတာလာရဏလေးဖြစ်တဲ့မောင်ပြည်စာနီနဲ့ဟုတ်ပါဘူးကောင်းရတယ်ကျွန်တော်ပြင်ပါဘူးလားတာအရင်ရှိရဖတ်နေကြဆိုတော့တမိကရဏလေးကတိစာနေနေရပဲဟာအမမင်္ဂလာပါဗျာတသာပေါင်းချမ်းကြီးမောင်ဒီဝါပါတော့တောင်းနေအားရပါရမှာမိသားစုများနဲ့အတူဥစ္စာစောထွေးတော်မူလီဥမြေဥတော်ကြီးကြီးသေးတို့မိသားစုကနေပြီးတော့ဒေသတော်ချင်းဖိမရကပြုတော့အကူဖြစ်တဲ့ဥမောင်ရွှေဥဇော်လင်းသူများဖြစ်ကြသောဥတူရဥမင်းသူဥစိုးထေဥယူလင်းနဲ့တကွာဥကျော်ရွှေဥဟံမင်းအောင်ဥဆိုင်အေမျိုးဥတင်မောင်နဲ့တကွာဥမင်းမင်းအောင်နောက်ဥဇော်လင်းဥမောင်မြင့်မြတ်ပေါင်းမောင်အောင်အောင်နဲ့တကွာမောင်အောင်ဖုံးမြတ်မောင်အောင်ကောင်းဆက်မောင်တန်းထီးစောအစရှိတဲ့ကျွန်တော်ကိုများအားဒုက္ခမယဟန်ခံပြီးတော့တာလာယန္နာဖြစ်တဲ့မောင်ချမ်းမြေနဲ့တကွာမြည်များရှင်လောင်းလေးမောင်သူရိန်ပူပူနောက်ဇေယချမ်းမြေဟိတ်ထပ်ပိုင်တွင်ဖုံးကနဲ့တကွာမြို့သူရိန်ထုံးကောင်းခံကျူးနဲ့တကွာဖုံးမြင့်မြတ်မောင်လာရောင်ဖုံးမြတ်အစရှိသောရှင်လောင်းများအားရှင်ဘာပရိခေယဆုံးလင်းသောဖြင့်ရှင်သာမဏေရပပိစ္ဆဘုံရောက်သွသိန်းချင်းမြောက်ပြီးလျင်မြည်ယရဏများဖြစ်ကြသောမောင်ချစ်မြတ်တို့သိမချစ်မြတ်တို့သိနေတော့မတ်ဇူးဇူးချမ်းမြေငါတာရင်နေတန်လီအောင်နောက်ဇူးငိမ့်ဆန်တဲ့ကွာမေယရီကိုမတ်ရှင်းတန်ကိုမတ်မိုးတန်တာမောင်တဲ့ကွာမတ်ခိုင်တဲ့ဦးမတ်ဣကရီဦးခိုင်ရီဦးအေးနန္ဒာအိမ်မရှိနေတဲ့ကွာမေရှုံးပြေဝင်ရင်းလက်ထုံးမတ်ဖူးပွင့်အိမ်မတ်တရာပူအိမ်အစရှိတဲ့ညီမငယ်များနေကွာရှင်လောင်းများအားလို့ကိုရင်ဝိဖြစ်အောင်ဝိကြပါလို့ဒီစားစွာမြတ်တဲ့ရက်တဲ့နော်ဟုတ်လားဒီမှာတောင်ပေါ်ဒေသကတော့ပြောစရာမလိုပါဘူးဘုရားကျွန်တော်တို့အောက်ပိုင်းမှာကျတော့လေရှင်လောင်းကလူမိတ်စာလက်လိုက်ပြီဆိုရင်ဒီတမျက်နှာမကောက်ရှင်လောင်းတွေညာအပ100ကျော်200တွေခဲ့ကြတယ်ဒါပေမဲ့တကယ်ကိုရင်ဝဲတော့ကြအဲ့လိုပဲညာရှင်လောင်းတွေနားတော့မယ်ဥဇော်တော်လက်တို့ဒေါ်မမာကြီးတို့ကအပျော်လုပ်နေတာမဟုတ်ဘူးဒါရှင်ကြီးဝေးဖြစ်တယ်ကိုကြီးတို့ဆိုင်းထက်ဗိသိက်ထက်အဓိကကြတဲ့နေရာပါဝင်တာကဘယ်သူလဲဆိုတော့ရှင်လောင်းနေဟုတ်လားရှင်ဒီဝဲဖြစ်တဲ့အတွက်တသားတို့ကိုရင်ဝဲဖြစ်အောင်ဝဲကြပါလို့မြတ်တရားရပါလေဝဲကြမှာမလားဝဲကြမယ်နော်အဲ့တော့ကိုယ်တော်လည်းလို့ဒီတော့ကဝိပါတဲ့ရှင်လောင်းလေးကြောင်းရဲသွားတာတော်ကြီးလောက်ကောင်းတော့ရဲမလားကိုချမ်းကြီးဟုတ်လားအဲ့တော့နာသညမငယ်များမပြေစာနေတဲ့နာသညမငယ်များအားလုံးလည်းမြတ်တာရက်ပါလေတီလာရှင်ဝိပြဝိကြပါဝိကြမှာမလားဟမ်ရှိရသွားရောဘောဒီလားရှင်ကတော့ကိုဝဲကြတာများပါလေကိုကြီးဒါတော့သုံးသက်ကိုပြည့်တယ်အဲ့ဒါခန္ဓာဆိုလေသာဆင်ရင်ချင်းပါပြီးတော့ဘုရားမှုရှိတော်တန်ဃာတော်ရှင်သူမြတ်ကဆွမ်းတင်ငန်းစရှိတော်လူပဲဝိတုစုစုအားဆက်ကလူနဲ့ပူဇော်ပြီးရင်ကျွန်တော်တို့ကျမတို့လည်းဒီပိတရားငါယူကြည်ညိုပါရန်ဖိတ်မှန်တကပြည့်တယ်
အလူတော်မင်္ဂလာအကျိုးဓမ္မတပည့်ဒီနဲ့1385ကပောင်းလာပြီးရော17ရက်နေ့ကြာသာပရိနိညချမ်းချိန်က9နာရီချိန်တိုင်းရေကျန်းစုခမ်းမာတွင်အင်းကြီးမြိုင်သရောဘုရားဖြစ်တဲ့အရှင်ဒေဝိနာဘိဝန္တသာမဏေကျော်တယတိဟဓမ္မစရိယသာသနာတသဓမ္မစရိယအံပြေဘုရားစေကျေးဇူးရှင်သရောဘုရားကြီးမှာဒိဋ္ဌာရောက်ကြောင်းတရားကောင်းများဟောကြားချီးမြှင့်ပြီးပြီးခဲ့ပြီပေါ့ခင်ဗျာနော်အဲဒီတော့လူတော်မင်္ဂလာနေ့ရက်ကတော့1385ကပောင်းလာပြီးရော17ရက်နေ့အလူဝင်13ရက်နေ့အလူကြီးလူတော်မင်္ဂလာအချိန်ကတော့မနက်9နာရီမှ12နာရီအချိန်ထိအခါကျုံးမွေးပြီး2နာရီအချိန်တွင်ရေစံသုံးချပြင်ပြလာမှာဖြစ်ပါတယ်အဲဒါကြောင့်မိသားလည်းလောပြီးတာသိလားအဲဆိုတော့ကျွန်တော်တို့ကကိစ္စမရှိဘူးပြောနေတာတစ်ခွဲလုံးကလည်းပြောနေတာတီးလို့လည်းကောင်းလို့နောက်ပြီးတော့ကိုယ်ဆိုလည်းဒီကိုယ်လေးကောင်မန္တကချင်းချင်းကျုပ်ကျုပ်နေဆိုရင်ကျွန်တော်တို့ဆက်တယ်အဲ့လိုထွက်လို့မရပိတ်တောင်းတာပေါ့လေနေရာလေးကောင်ကိုယ်လေးကောင်ပြိတ္တကလည်းကောင်းတော့ဒါကတော့အချိန်ရရသလောက်တွေ့ပါပဲပွဲကူကလည်း6မိုင်လောက်ပဲလို့တော့ဟုတ်လားပွဲကောက်နာဆိုတော့ပြီးတယ်ပေါ့ခင်ဗျာအဲ့တော့တဝမကအောင်ရောက်ခဲ့ပြီဆိုတော့အချိန်ကြီးလည်းအများကြီးရပါတယ်ဒါတော့ကြောင့်ဒီဘက်လေးအချိန်လေးတိုးပြီးတော့လောက်ရတဲ့အကြောင်းကတော့တရားဝေစီဒီတရားဝေအချိန်လေးလောက်အောင်လို့ပေါ့ခင်ဗျာနေရာဌာနကတော့ရေကျန်းစုခမ်းမမင်္ဂလာမန္တတို့အဲ့ခံပြောပြီးကတော့မန္တလေးစိန်ဝင်းကြီးဤတပည့်မန္တလေးဝိုင်းကိုဤငယ်လေးဖြစ်သောမောင်ထုလက်မင်္ဂလာဆိုင်ထွေတဲ့တက်ဖက်ပြီးတော့အဘိဓိကမင်္ဂလာခန္ဓာမှာကျေးဇူးရှင်ဆရာများဖြစ်ရတဲ့စကိုင်းမြို့ကဆရာတက်ခေမင်းလွင်ဆုံးမတော်ပြီဖြစ်တဲ့ကျွန်တော်ကျေးဇူးရှင်ဆရာဘိသိက်ဥစွန်ယူတဲ့တော့ကျွန်တော်ရဲ့ကျေးဇူးရှင်ဆရာသမားဖြစ်တဲ့ဇာတိမန်မောင်မောဆရာမောင်မောတို့ဟာဥထိပ်ရွပန်စင်လေးရဲ့ကျွန်တော်ဘိသိက်ဆရာလေးတက်ခဲ့မောင်ဒီဆောင်မအဘိဓိကမင်္ဂလာသမင်ဆင်ရင်ကျင်းပပြီးပြုပါခင်ဗျာခင်းလုံးတနေကုန်လုံးတီးခဲ့ဆိုခဲ့ပြောခဲ့တဲ့နေရာတွေမှာအမားများပါခဲ့ရင်မောင်ထုလက်ခွင့်လွှတ်ပေးကြပါခင်ဗျာအားလုံးဟလာကောင်းတာမကောင်းတာပေးချိလို့ဟလာမောင်ထုလက်လေးစူးစမ်းသွားတယ်ဆိုရင်ကိုကျွန်တော်ကြည်နေပါတယ်အဲ့တော့မိဘများအားလုံးနှုတ်ဆက်ပါတယ်ခင်ဗျာကျွန်တော်ရှိရကျွန်တော်အကိုလေးပိဋိဆရာကိုပြန်ပြီးတော့အလဲပေးရစီခင်ဗျာပြုံးနေပြုံးနေကျွဲတော်ကြည့်ရအောင်စုရေရစုဆံပြကြည့်ရခြေချက်နေကြကုန်သောဘုရားဘာသာဝင်သူတော်စင်သူတော်ကောင်းများအားလုံးအခမ်းအနားကြွလန်းခဲ့ကြတော့ကျေးဇူးရှင်ဘုရားဘာသာဝင်သူတော်စင်များဘုရားကြောကမှာမိမိတို့တော်တို့ညီမများမများအားလုံးကိုများပါဝင်စေနိုင်ပါလေဘုရားကြောလို့ရပါလိမ့်ဗျာဘုရားကြောရဲ့ငယ်ဆိုလို့ရှိရင်ဘုရားစေမလေးပြီးတော့အားလုံး
ကတော့မဆင်နိုင်ပါနဲ့နော်ဒီဘက်ကတော်တော်တို့ကတော့ဘုရားရှင်နဲ့တဲ့တယ်ဆိုတော့ပတ်တိပါပဲကဲအားလုံးပဲလောက်ကလေးချီကြရအောင်ရှင်လောင်းရဲ့လောက်ကလေးချီလာမယ်တောင်းချုံလုံးကဲဟုတ်ပြီရှင်လောင်းလေးကိုပြမယ်နော်ဆောင်းအောင်ပဲပါဒီလိုပဲနော်ရှင်လောင်းလေးဟုတ်ပြီဒီကံကိုသူ့တွေတော့ဒီကြောရဲပုံစံမျိုးဟုတ်ပဲဒီလိုတွေနဲ့စိတ်ပါဝိဇ္ဇာကတော့ပဲနာတာလေးရဲ့ကိုစိတ်ကြုံတိုင်းပဲဘုန်းကြီးတော်ကြောပါဗျာဆိုရင်အားလုံးလူတွေသာရှိခိုးကြရမယ်ဘုရားကြောကဖြစ်ပါလိမ့်မယ်တိတ်ကြုံပေါရောခီးတရားမင်းညွဝိဇ္ဇာတနာတွင်မူလကမကွာ80ဖြစ်စည်းနေမအမယာပုံညာနေစာသင်္ခါရဘဝအခြေပြုမိ၍နာတိစီရဲ့ဝိအမွဲမှာဆွဆွဲထုံထုံနဲ့လူကိုဖြင့်ပုဂ္ဂိုလ်ကာယဖြစ်လာကြ၏တက္ကာယဣဂရိတိဝိဇ္ဇာမာနထေနတတိခန္ဓာပြေစကအတေကတိကာယေဒိဋ္ဌိဒါမီရိပ်မိမှာဒိဋ္ဌိနဲ့တက္ကာရအနတ္တဘာဝတပေါင်းကြီးမဟုတ်ဘူးဆိုတာသိကြရမှာဖြစ်တယ်၎င်းဒီတယုတ်မဆရှုမမြင်လျင်အနာပုထုဇဉ်လို့ခေါ်ဆိုကြအကမဝလူတစ်ခွဲတွင်ပီတိစိတ်တရားရင်းဖြင့်ဝီစီကိစ္စပါရှင်းပလိုက်တော့အရမဏဇောကြွလေရဲ့ယာကဒေါသမောဟတရားများပေကအရဟတဘုံကိုပေါက်ရပါလေပရမတ်တရားကိုထောက်နေရဲ့ဉာဏအစဉ်ဖြင့်ဒါနရှင်အလူရက်ရောရတဲ့ရေကျန်းစုတရားလုံးမူဓမ္မစဟောကျမ်းဂန်ဒေသနာညီမှုလမ်းမှန်ဖြေရှာမည်တရံကဲနှုတ်ငါဆွဲမဖြုတ်ကြလျင်တော့အတော်မတတ်ကြပြီဘူးရာဒါကြောင့်ဇောရထဘိဓမ္မကျမ်းအရာကိုဩဃပနရှိသရာအစွမ်းအစနဲ့သုံးလောကထောထားဗုဒ္ဓဖယားအားဥဒုညင်ချက်ရှိခုကြောတွေနေရာမှာကပိလဝေဘွေကျန်ငန်းသာဖယားပြန်လေကြွမြန်းတော့သုဒ္ဓရဏဖခင်ဘယင်ကြီးကိုယ်တိုင်သာဖယားအားဥဒုညင်ချပြီးရှိခုကြောတော့သုဒ္ဓရဏကြောရိုးပါဖယားမုန်ရီတတတတသမိနမောနမောနမောရတရတရတသတထုနာဝရဝရဝရိဝရိဝရိသဝရိသရိဇရိဇရာဇရာဇရာဇပရာဇယသုရရဏဓနုသုဒ္ဓနမနမနာထာဘုရားဘုရားရိဣယာယအဟံဝနာမိသရဝဖယာကဲသူတို့ညီချကြောကြပါခင်ဗျာခန္ဓာစီစဉ်ရဒီကကြတော့ရှင်လောင်းလေးဖြစ်တဲ့မောင်ချမ်းမြေနဲ့တူညီရတနာများတူရတနာရှင်လောင်းများနဲ့တူပါသမီးနာရတနာဖြစ်တဲ့မထေဇာလီထင်းနဲ့တူနောက်တော့သမီးတို့အားလုံးကလူကကြီးစောစောလက်အလူတိုင်းကာမကြီးဓမ္မမာကြီးတော့အမယဟန်လူတိုင်းကာမကြီးဖြစ်တဲ့တော်ခင်မြတ်တို့ကကိုလဲမယ်သမီးတို့နောက်မှာနော်သမီးတို့နောက်မှာအဲ့တော့ဒီမှာလေးမပြေစာလေးတင်ရတယ်ကတော့မှဖြစ်တယ်ပပရှိသွားလိုက်ပါလားမောင်ချမ်းကြီးကပြပြလို့မပြလို့ရှိဒု
တူလိုက်နော်ဒီမှာလေးကိုနေရာလေးပြလိုက်နော်နေရာဟုတ်ပြီဘာလို့နေရာပဲလားကဲရှင်လောင်းလေးလောက်ကလေးရှိနေတလားဘောလို့နေဘောလို့နေကိုရိုးလေးဒီကကိုရိုးလေးလည်းနော်ဒါလည်းလောက်ကလေးရှိထားကြပါဗျာယမဟိမာတာပိသနောယမဟိမာတာပိသနောပုဗ္ဗသရိဟာတိဝုံသရိအာဟုနိယာသပုဂ္ဂနံပတာရနုကမ္မကတတမဟိနေနမတိရတတရိရာသပဏိတောမေတ္တာကရုဏာမုဒိတာဥပိ္ပခာဗျမစုတရား၄ပါးလက်ကင်ထားကြတယ်ဖယားနဲ့အဲ့တော့ဖယားနဲ့တခိုင်းနေထားတယ်ကျေးဇူးရှင်မိဘများယူသည်စွာကြောရမယ်အဲ့ဒီများငယ်စဉ်တောင်ကြီးကလေးဘဝကလေးကမေ့ချင်းရင်ဂျဘူးမထိုးရအောင်တပတ်တည်းသတိရလိုက်အရွယ်လေးရောက်လာတော့သွားနိုင်ပြီလာနိုင်ပြီကျောင်းသားကြီးရောက်တော့ကျောင်းသားပြရတယ်ဒီရရောက်လာတော့လူစားစီနေနေအောင်ဒီပီတီလေးမှာတာဝန်နေရှိတော့ညာဒီတံငွေယူပြီးလုပ်ပေးရတယ်ဆိုတော့မာတာရှင်လောင်းလေးနားထောင်နေနော်လောက်ကလေးကြီးကြီးငင်းငင်းလေးနားထောင်နေပြီမာတာဆိုတဲ့ပုဂ္ဂိုလ်ဘာလဲဆိုတော့မိမိပေါ့မာတာရဲ့အဓိပ္ပာယ်ကအသားတို့သမီးတို့အင်မတန်ချစ်တတ်တယ်မျက်နှာတွေမာတာပိတာကြတော့အဖေပိတမဟုတ်ဘူးပိတာအဖေများကြတော့ပူတယ်စောင့်ရှောက်တယ်ဘယ်ရစောင့်ရှောက်ရတယ်လေဟလာဘာတွေစောင့်ရှောက်ရတော့ကိုနေတော်ကြီးစာဝတ်နေစောင့်ရှောက်ရတဲ့ပညာရေးလူရန်စီနေနိုင်အောင်အစစရရဒီမိဘတွေကစောင့်ရှောက်ရတယ်အဲ့တော့အဖေတယောက်ရဲ့စောင့်ရှောက်မှုအောက်မှာကြီးပြင်းရတဲ့သာသမီဆိုတာအင်မတန်လုံခြုံမှုရှိမရှိတဲ့သူလည်းရှိတဲ့သူပွားတယ်နော်အဖေမရှိတဲ့သူလည်းရှိတဲ့သူပြန်ပွားတယ်ဟလာအဖေတယောက်ရဲ့စောင့်ရှောက်မှုရဲ့အောက်မှာတမိသားစုဒါလေးနည်းနည်းပြောကြည့်လို့ကတမိသားစုဇာတွေမှာကတရွာလုံးကိုလေစောင့်ရှောက်နိုင်တယ်အဖေတယောက်ကတမျိုးလုံးကိုလည်းစောင့်ရှောက်နိုင်တယ်အဖေတယောက်ကတနိုင်ငံလုံးကိုလည်းစောင့်ရှောက်နိုင်အိန္ဒိယမှာဆိုဘာမဂန္ဒီသိရနော်ဝိဇ္ဇာပြေဘာမဂန္ဒီတနိုင်ငံလုံးကိုစောင့်ရှောက်သွားတာလေနော်လင်ကွန်တနိုင်ငံလုံးကိုစောင့်ရှောက်တာဘေကန်ယူဆော့အရှိဟလာနောက်စီတပူမှာဒီကွန်ယူတငါငါရှာဖားရှာနဲ့ငါဖန်းစားတဲ့စီတပူရွာလေးကနေပြီးတော့ကဘာကျော်နိုင်ငံကြီးဖြစ်သွားစောင့်ရှောက်ခဲ့တယ်ကျွန်တော်တို့နိုင်ငံလေးရှိတယ်ဟလာစောင့်ရှောက်ခဲ့တဲ့ဖခင်တွေရဲ့ကျေးဇူးတရားများမမေ့သေးဘူးဒါလေးကိုပြောချင်တယ်နော်အဲ့တော့အမေတို့ကိုဂန္ဓဝေမိမိဂယုဏမိမိပုတ္တာရိဖွင့်လိုက်ကြတာအမေတို့ကိုသသားတို့သမီးတို့ကျေးဇူးဆက်တယ်လို့မျိုးအဖေရဲ့ချွေးဖို့နော်အဖေရဲ့ချွေးဖို့ကိုလည်းသမီးလာယတနာဖြစ်တဲ့မပြည့်တစင်တင်းနဲ့အတူနာတာများအာလာယတနာဖြစ်တဲ့မောင်ချမ်းမြေနဲ့အတူဒီဘက်ကရှင်လောင်းအားလုံးအဖေချွေးဖို့ကိုလည်းမေ့မထားပါနဲ့ဒါလေးလည်းပြောနေတယ်ဟလားအဖေတို့မေတို့သေတော်မှဘယ်လိုပဲပြောလိုက်တော့မရှိတော့မှကျွေးခြင်းလို့အပူလုပ်နော်အပူအလုပ်ဒီရှိတော့မှအနာမှာကတ်ပြီးတော့ကတ်ထားဒီမိဘစားထုံးလို့မရဘူးမိမသေတော့ပတ်သက်ရှိအရောက်100ယူလို့ရအဲ့ဒါရှိလို့လည်းတော့အဲ့ဒါရှိလို့ကြိုက်တော့ရှိလိုက်မိမအသေးလေးယူလို့ရတယ်မိဘမရတော့ဟလာအဲ့တော့မိဘကိုကျေးဇူးရှင်များရှင်ပြုပေးရပါဟာကိုနေတော့ရှင်ပြုပေးဆိုတော့ကျွန်တော်တို့ကမေဥစ္စာတော်လည်းကိုမောင်ရှင်လောင်းဝေစာကြီးနဲ့
ဝေါ်ကြီးကတင်ချမ်းပြီးဒီလိုတော့ရှင်ပြရမှာလားမမီတော်မမကြီးကိုနားတွင်းဝတ်ပြရမှာလားဘယ်လိုမဟုတ်ဘူးနော်တက်ရှိထင်ရှားရှင်ပြတယ်တက်ရှိထင်ရှားရှိနေတော့မှလုတ်ကြီးတမှုပြုစုနိုင်တော့တတိလိမ္မာသာသမီလိမ္မာများတာကောင်းယရနာတတိကောင်းယရနာများဖြစ်ကြပါစေလို့ကောင်းသောသုရနာများတောင်းစုပြုရင်ဘယ်သွားသွားဘယ်လာလာဘယ်နေနေဘယ်ထိုင်ထိုင်ဘသူရှိရှိမရှိရှိအနန္တငါးပါးခင်မုန်းကြီးစေပါဥထိပ်ရပန်းစင်ကြမယ်ဆိုလို့ရှိရင်မပေမပန်းရှင်ရှင်လန်းလန်းနဲ့ပြီးကြကြမှာပါလို့ကောင်းသောသုရနာများတောင်းစုပြုရင်ဩရဏဒုက္ခကြီးဘုဇောဇောလက်အလုဒိုင်ကမာကြီးဒေါ်မမအေးနောက်အမလုဒိုင်ကမာကြီးဒေါ်ခင်ပြုံးခဲ့တယ်ကွာဒီရှင်လောင်းသားသားများအားလုံးရဲ့ရှင်ဒီရှင်ပါများကိုအားလုံးကကြော့ပါတယ်ခင်ဗျာဝိနည်းဆိုကြော့ပါခင်ဗျာဆိုခိုင်းလို့လောက်တာမဟုတ်ပဲနဲ့နော်ယူသေးစွာကိုဒီသောဝိနည်းဆရာလည်းကြော့မယ်ကုထုလည်းကြော့မယ်အားလုံးရှင်လောင်းသားသားများကကျေးဇူးရှင်ကြီးခဲ့ပါခင်ဗျာကြော့မယ်တာလက်တလုံးဘုံလက်တကိလူဖြစ်အောင်ဝေးလွတ်ကျွေးဘဝလက်တလုံးဘုံလက်တကိလူဖြစ်အောင်ဝေးလွတ်ကျွေးလူလာပြောင်းနေတာစင်ရင်တော်တရားပါတိပမာတိပုံခိစေအပအဇာတတမေသာဝိဘာဘောရှိအရှင်တော်တော်များဥဒ္ဒတိကရောရပါဗျာအဝရဏိဂရိကမာတိတော်ပြေယောအလုဂရိကတိတိနဲ့ဥသောသောလက်အလုဂရိကမာတိတော်မမာယေတဲ့ကရှိနေရှိပါများပါ